တောက်ကြနေမွေးဖွားသူတွေရဲ့အခြေရေးအိမ်အောင်ရေးဒီ relationship လမ်းကြောင်းမှာဆိုလို့ရှိရင်တော့အခု terror 3ကတ်ကပြနေတဲ့ပြဿနာလေး3ခုပေါ့နော်ဒါလေးကိုမြင်နေရတယ်တောက်ကြနေမွေးဖွားသူတွေရဲ့အခြေရေးအိမ်အောင်ရေးဒီ relationship လမ်းကြောင်းမှာဆိုလို့ရှိရင်တော့အခု terror 3ကတ်ကပြနေတဲ့ပြဿနာလေး3ခုပေါ့နော်ဒါလေးကိုမြင်နေရတယ်ပထမဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ for source 1ပေါ့နော်ဒီ for source 1ကတ်ကဆိုလို့ရှိရင်တော့ဒီ relationship ဒီအိမ်အောင်ရေးကိုအခြေခိုင်ခြင်းနဲ့ foundation ခိုင်ပြီးတော့မှတခါတည်းရေရှည်အထိကိုပဲကောင်းမွန်တဲ့အနေအထားတစ်ခုကိုတိဆောက်ချင်ကြတယ်တစ်ချိန်တည်းမှာပဲတခါလေးဆိုလို့ရှိရင်လည်းဒီအိမ်အောင်ရေးကြားဒီ relationship ကြားเนาะဒီဆက်ဆံရေးကြားထဲမှာသူနိုင်ကိုနိုင်ပေါ့အဲ့ဒီလိုမျိုးအနိုင်ဖိုက်နေရတဲ့အနေအထားမျိုးလေးတွေကလည်းရန်ဖန်ရန်ကမှပေါ်နေတယ်ပေါ့နော်အဲ့ဒီလိုမျိုးပေါ်နေတဲ့အတွက်ကြောင့်တစ်ခါလေကြားလို့ရှိရင်လည်း the hermit energy နဲ့ကိုတယောက်တည်းပဲတိတ်တိတ်ဆိတ်ဆိတ်ကလေးပြန်ပြီးတော့ဒါ relationship ကို break လုပ်ပြီးတော့အနားယူချင်တာမျိုးเนาะဒီအိမ်တော်လေးတွေကနေခဏတာအနားယူပြီးတော့မှတယောက်တည်းအေးစစ်စစ်ထွက်ခွာချင်တာမျိုးတွေတစ်ဖက်ဖက်ကနေပြီးတော့အဲ့ဒီလိုအတွေ့အမျိုးတွေပေါ်နေတယ်ပေါ့အဲ့တော့ဘလို့ဖြစ်နေလဲဆိုလို့ရှိရင်အုံမြင့်ခိုင်ပြီးတော့မှအခြေခိုင်ပြီးတော့အရန်ပျော်ရွှင်သားရတဲ့เนาะမိသားစုအဆောင်အုံတစ်ခု relationship တစ်ခုအိမ်တော်ရေးတစ်ခုကိုတိဆောက်ချင်တော့လဲဂျားထဲမှာနားလည်မှုလွဲတာလေးတွေเนาะပြီးလို့ရှင်ကိုမှန်ချောင်းတက်သေးပြနေရတာတော်တော်လေးကိုတွန်းတွန်းတိုက်တိုက်အဲ့လိုမျိုးတက်သေးပြနေရတဲ့အခိုက်အတန့်တွေမှာပင်ပန်းနေတာလေးတွေကတော့တွေ့ရတယ်တစ်ချိန်တည်းမှာပဲထွက်ခွာခြင်းစိတ်တွေတယောက်တည်းနေခြင်းစိတ်တွေလည်းအခုကာလထဲမှာခဏခဏပေါ်နေတတ်တယ်ပေါ့เนาะဒါကတော့တောက်ကြနေမွေးဖွားသူလေးတွေရဲ့အိမ်တော်ရေးလမ်းကြောင်းဆက်ဆံရေးလမ်းကြောင်းလေးတွေမှာလက်တလောဖြစ်ပေါ်နေတဲ့ပြဿနာလေး3ခုပဲဖြစ်ပါတယ်ဒီပြဿနာလေးတွေကိုကျေလည်သွားဖို့ရအတွက်ဆိုလို့ရှိရင်တော့လှုပ်တဲ့နာလေးတစ်ခုကနှစ်ဦးနှစ်ဖက်ပြန်လဲညှိနှိုင်းပြီးတော့မှပဲသူ့ရဲ့လိုအပ်ချက်ကိုလည်းကိုကနားလည်လက်ခံတယ်လို့ကိုယ့်ရဲ့လိုအပ်ချက်ကိုလည်းတစ်ဖက်လူကနားလည်လက်ခံဖို့လိုတယ်အဲ့ဒီနေရာမှာညှိနှိုင်းဆွေးနွေးမှုဆိုတဲ့နေရာမှာတော့ပညာရှင်ဆန်ဖို့လိုတယ်ဒီ the hermit energy လိုမျိုးပညာရှိဆန်ဆန်နဲ့ပြောတတ်ဆိုတတ်ဖို့လည်းလိုတယ်ညှိနှိုင်းဆွေးနွေးတတ်ဖို့လည်းလိုတယ်အဲ့ဒီလိုမျိုးညှိနှိုင်းဆွေးနွေးတတ်တော့မှသာဒီလို force one energy နဲ့အခြေခိုင်ပြီးတော့မှရေရှည်အထိပျော်ရွှင်စရာကောင်းတဲ့ဆက်ဆံရေးအဆောင်အုံတစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်တယ်ပေါ့နော်ဒါလေးကတော့တောက်ကြနေမွေးဖွားသူတွေရဲ့လက်တလောဖြစ်ပေါ်နေတဲ့အခြေအိမ်အောင်ရေးပေါ်မှာဖြစ်ပေါ်နေတဲ့ပြဿနာအတားအဆီးလေးတွေပဲဖြစ်ပါတယ်နော်အဲ့တော့ဒီပြဿနာလေးတွေရှိမနေဘူးတာတာရပဲဆိုတဲ့တောက်ကြနေမွေးဖွားသူလေးတွေကတော့တဲတော်လမ်းညွှန်ချက်တွေလုံးဝယူစရာမလိုပါဘူးတကယ်လို့ကိုယ့်ရဲ့ relationship ဆက်ဆံရေးအိမ်အောင်ရေးအခြေအနေထဲမှာပြဿနာတစ်ခုခုကများဒီလိုမျိုးလေးကြီးစိုးနေပြီဆိုတဲ့အခါကြလို့ရှိရင်တဲတော်လမ်းညွှန်ချက်တွေယူပြီးတော့ဖြေရှင်းလို့ရပါတယ်နော်တကယ်လို့တဲတော်လမ်းညွှန်ချက်တွေယူမယ်ဆိုလို့ရှိရင်တော့ပန်းစုရှိမှာ personal reading အနေနဲ့ package လေး၄မျိုးတည်းကတစ်မျိုးကိုရွေးချယ်ပြီးတော့ဝယ်ယူမေးမြန်းနိုင်ပါတယ်မေးမြန်းမယ်ဆိုလို့ရှိရင်တော့ Messenger တွေတဲတော်ပန်းစု Telegram တို့ကနေပြီးတော့မေးမြန်းနိုင်ပါတယ်နော်ကျေးဇူးပါပန်းစုပါ